တကယ်ကိုတန်ကိုအကြီးဆုံးပူဇော်တခရာဆိုတာဘာမှဖြစ်မလဲလို့စဉ်းစားကြည့်ပူပါသလားဒီနေ့ခေတ်မှာတော့ပေကန်လူတန်းတာဒါမှမဟုတ်ကိုကျော်စွန့်အနစ်နာအခမ်းအနားတွေကိုပဲပြည့်မြင့်မိကြမှာပါဒါပေမဲ့လွန်ခဲ့တဲ့2500လောက်ကရှေးဟောင်းပုံမြင်တပုတ်ရှိခဲ့ပါတယ်အဲ့ဒီပုံမြင်ကဒီယူဆောက်ကိုလုံးဝကိုပြောင်းပြန်လန်ပြီးစစ်မှန်တဲ့ပူဇော်ခြင်းဆိုတာရဲ့အသေးပဲကိုအသက်ပြန်လဲဖွင့်ဆိုခဲ့ပါတယ်ကဲဒီစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းကိုအတူတူလေ့လာကြည့်ကြရအောင်ဒီဆလိုင်းကအိန္ဒိယနိုင်ငံနဲ့မဂဒတိုင်းကခန္ဓုမ100မြော်မှနေထိုင်တဲ့ကုတရန္တာဆိုတဲ့ပုံနာကြီးတဦးနဲ့စတင်ပါတယ်။သူကအမတန်ချမ်းသာကြွယ်ဝပြီးဖွရင်ဗေမိတာရကိုယ်တိုင်တော့လေးလေးစားစားနဲ့အကြံဉာဏ်တောင်းရတဲ့ပညာရှိကြီးတွေရောက်ပေါ့။အခုတော့သူဟာသူ့ဘဝရဲ့အကြီးကျယ်ဆုံးလို့ပြောလို့ရအောင်မဲ့မဟာယတိပူဇော်ပွဲကြီးအခုကိုချစ်မဖို့အားခဲပြင်ဆင်နေတဲ့အချိန်ပေါ့။ဒီစပူဇော်ပွဲကဘလောက်တောင်ကြီးကျယ်ခမ်းနားတဲ့ဆိုတာကိုသူပြင်ဆင်ထားတာတွေနဲ့တင်ထိနိုင်ပါတယ်။ချီပေါင်းYes time မှာပူဇော်ဖို့တဲ့နွားထီကြီးပဲအကောင့်900အဲ့ဒါမှစပဲရှိသေးတယ်နောက်တဲ့နွားငယ်အကောင့်900ပြီးတော့နွားပြို900ဒါအပြင်စိတ်နဲ့သူ့အကောင့်900စီလဲပါသေးတယ်စဉ်းစားကြည့်လေစုစုပေါင်းတိရိထန်ကောင်းကြီးထောင်နဲ့ကြည်ပြီးတက်ဖြတ်ပူဇော်မဲ့ပွဲကြီးပွဲကောင်းကြီးခုပေါ့ဗျာဒီလောက်ကြီးကြားတဲ့ပွဲကိုသူဘာဖြစ်လို့များလှုပ်ချင်ရတာလဲအကြောင်းရင်းကတော့ကုဒဒန္တာဟာအကောင်းဆုံးနဲ့အကျိုးအများဆုံးဖြစ်စေမဲ့ရပ်ပူဆိုခြင်းရဲ့နီးစနစ်မှန်ကိုတကယ်ကိုသိချင်နေလို့ပါပဲအဲ့ဒီချင်းမှာပဲဂေါတမဗုဒ္ဓဟာသူ့ယာနီကိုရောက်နေတယ်ဆိုတဲ့သတင်းကိုသူကြားလိုက်တယ်မြတ်စွာဘုရားဟာရပ်ပူဆိုခြင်းရဲ့နီးလန့်အမှန်ကိုသိတယ်လို့ကြော်ကြားနေတော့ကုဒဒန္တာလည်းသူ့ရဲ့အဖြေကိုရှာဖို့မြတ်စွာဘုရားစီတွားတွေ့မလို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီဆုံးဖြတ်ချက်ကမလွယ်ခဲ့ပါဘူးတခြားပူနာတွေကသူ့ကြံကိုလုံးဝသဘောမတူကြဘူးသူတို့ကကုတဒန္တာကိုတာဖို့စ조사ရင်းနဲ့အကြီးကျယ်အငင်းခုန်တစ်ခုဖြစ်ပါလေရောဒီနေရာမှာတကယ့်ကိုစိတ်ဝင်စားစရာကောက်တဲ့အခြေအတင်စကားဝိုင်းတစ်ခုထည်လာပါတယ်တခြားပုံနာတွေကအရှင်တို့လိုမျိုးရိုးမြင့်မြင့်ပြီးချမ်းသာကြွယ်ဝတဲ့ဆရာကြီးတယောက်ကယဟန်ဂေါတမစီတွားတွေ့တာဟာအရှင်ဂုံတိတ်ခါကိုကြဆင်စေပြီးသူ့ရဲ့ဂုံကိုပဲတက်စီမှာပေါ့ဆိုပြီးဝိုင်းပြီးကန့်ကွက်ကြတယ်ဒါပေမဲ့ကုတဒန္တာတိတ်ကိုထက်မြက်ပါတယ်သူကခဏနေကြပါဦးယဟန်ဂေါရမဟာလည်းမြင့်မြတ်တဲ့မျိုးရိုးကနေဆင်းသက်လာတာပဲပြီးတော့သူဟာကြီးမားတဲ့စီးစိမ်ဥစ္စာတွေကိုစွန့်လွတ်ခဲ့တယ်သူဘယင်တဲ့နတ်ပြားတွေရဲ့ဆရာဖြစ်ပြီးဘယင်ကိုယ်တိုင်ကတော့ယိုသေးလေးစားရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်ကသာသူ့စီကိုတွားတွေ့တင်တာလို့ပြန်လဲခြေဖဲခဲ့ပါတယ်ဒီလိုနဲ့ကုတတန်တာတခြားပူနာဒီနဲ့အတူမြတ်စွာဘုရားထံရောက်ရှိလာပြီးသူ့စိတ်ထဲမှာအမြဲရှိနေတဲ့အဓိကမိခွန်းဖြစ်တဲ့အကောင်းဆုံးရက်ပူဇော်ခြင်းကိုဘယ်လိုများပြုလုပ်ရပါမလဲဖျားဆိုတာကိုမင်းမြန်လျှောက်ထားလိုက်ပါတယ်ဒီနေရာမှာမြတ်စွာဘုရားကမိခွန်းကိုတိုက်ရိုက်မဖြေခဲ့ပါဘူးအဲ့ဒီအစားအတိတ်ကမဟာဝိဇိတမင်းကြီးလို့ခေါ်တဲ့ဘယင်တစ်ပါးရဲ့ပုံမြင်ကိုပြောပြခြင်းအပြင်အဖြေပေးခဲ့ပါတယ်ဒီပုံမြင်ကတဆင်ပူဇော်ခြင်းရဲ့အဓိပ္ပာယ်အမှန်ကိုထုတ်ဖော်ပြသခဲ့တာပေါ့ဒီပုံဝင်ထဲမှာမဟာဝိဇိတမင်းကြီးကရက်ပူဇော်ပွဲကြီးတကူလှုပ်ချင်တဲ့အခါသူ့ရဲ့ပညာရှိအမတ်ကြီးကအကြံတကူပေးတယ်အဲ့ဒါကဘာလဲဆိုတော့အရှင်မင်းကြီးတိုင်းပြည်မှာခိုးဆိုးလူရဲမှုတွေများနေတဲ့အချိန်မှာရက်ပူဇော်ပွဲလုပ်တာကမသင့်တော်ပါဘူးတကယ်ပူဇော်ခြင်းအစ်စ်ဆိုတာလူမှုဖူလုံရေးကနေစတင်ရမှာပါတဲ့ဒါဟာအဲ့ဒီခေတ်အခါကတော်လန်တဲ့အတွေးခေါ်တစ်ခုပဲပေါ့ဘာသာရေးထုံတန်းဆင်လာတဲ့ထဲပြည်သူတွေရဲ့ကောင်းကျိုးချမ်းသာကိုရှေ့တန်းတင်ရမယ်လို့ဆိုလိုနေတာကိုဒီတော့ဘင်းမင်းဘာလုပ်တယ်လဲလက်တွဲကြတဲ့စီးပွားရေးမူဝါဒတွေကိုချမှတ်ဆောင်ရွက်ခဲ့ပါတယ်လက်လုတ်ချင်းတဲ့သူတွေကိုမျိုးစေ့တွေထောက်ပံ့တယ်ကုန်သွယ်ချင်းတဲ့သူတွေကိုအရင်အနည်းထုတ်ပေးတယ်အစိုးရဝန်ထမ်းတွေကိုလည်းလုံလောက်တဲ့လစာပေးတယ်အဲ့လိုလုပ်လိုက်တဲ့အခါဘာဖြစ်လာတယ်လဲဆိုတော့တိုင်းပြည်ဟာတာယာဝပြောလာပြီးရာဇဝတ်မှုတွေလုံးဝကင်းစင်သွားတယ်ပြည်သူတွေဟာစိတ်ချမ်းသာလွန်လို့အိမ်တကားတွေကိုတောင်ပိတ်เสียမလို့ပဲတကားဖွင့်နေကြတဲ့အထိငြိမ်းချမ်းသွားခဲ့ပါတယ်တိုင်းပြည်တာယာဝပြောသွားတဲ့ခါမှတော့ဖေးမင်းကြီးကသူ့ရဲ့မဟာရက်ပူဇော်ပွဲကိုကျင်းပခဲ့ပါတယ်ဒါပေမဲ့ဒီပွဲဟာတမားရိုးကြပွဲတွေနဲ့လုံးဝကိုမတူပါဘူးတဲဆန်တကောင်မှမထက်ခဲ့ဘူးရက်တညက်တူတစ်ပင်တပင်မှမခုတ်ခဲ့ဘူးဘယ်သူမှအတင်းတမခိုက်စစ်တာမျိုးမရှိပဲအားလုံးဟာကြီးကြီးဖြူဖြူပျော်ပျော်ရွှင်ရွှင်နဲ့ပါပြီးခဲ့ကြတယ်ပူဇော်တဲ့ຢာတွေကလည်းထောပတ်စီပြားရီလိုရိုးရှင်းတဲ့ຢာတွေချီပါပဲဒါအသက်ရှိအားလုံးကိုပေါ်မေတ္တာထားတဲ့တကယ်ကိုငြိမ်းချမ်းတဲ့ပူဇော်ပွဲတစ်ခုပါပဲဒီပုံမြင်ကိုကြားပြီးတဲ့အခါမှာတော့ကုဒရန္တာဟာအယံကိုသဘောကျသွားတယ်အခုဆိုရင်သူဟာပိုးပြီးနေဆိုင်တဲ့တရားလကားကိုနာယူဖို့အသင့်တင်နေပါပြီဒါကြောင့်အမေဆော့ဘဲဟာဘယင်မင်းကြီးရဲ့သွေးမစွန်းတဲ့ရက်ပူဇော်ဝဲထက်ကြောင်းပိုပြီးမြင့်မြတ်တဲ့ပူဇော်ခြင်းတွေကိုလေကားထစ်တယ်လို့တဆင့်ပြီးတဆင့်ရှင်းပြခဲ့ပါတယ်ပထမဆုံးလေကားထက်ကတော့တီလာနဲ့ပြီးဆုံးတဲ့တရားချင်းချန်သူတွေကိုအမြဲမပြတ်လူဒန်းထောက်ပံ့ခြင်းပါပဲဟင်
တချင်းထဲပြီးသွားတဲ့ပွဲတော်ကြီးထက်ကောင်ဘာလို့ပုံမြင့်မြတ်အရာလဲဘာဖြစ်လို့လဲဆိုတော့အတိတရားရှားပွေသူတွေကိုအဆက်မပြတ်ထောက်ပံ့ပေးနေခြင်းဟာပို့ပြီးတော့ရေးရှိအကျိုးကျေးဇူးကြီးမားလို့ပါပဲနောက်တစ်ဆင့်တက်လိုက်ရင်တော့အရက်၄မြင်လာကကြွားရောက်လာတဲ့တန်ခွာတော်တွေအတွက်အကြောင်းဆောလို့လူသားချင်းဖြစ်ပါတယ်ဒါကပုဂ္ဂိုလ်တူတယောက်ကိုလူဒါနာထက်ပိုပြီးလူများရဲ့ဝိညာဉ်ရေးရာတိုးတက်မှုအတွက်ရေရှည်ကျိုးပြုတဲ့နေရာတစ်ခုကိုဖန်တီးပေးလိုက်တာဖြစ်လို့ပိုပြီးမြင့်မြတ်တာပေါ့ဒီအစ်စ်မှာတော့ပူဇော်ခြင်းရဲ့အတိတ်ပဲဟာအပြင်ဘက်ကအရာဝတ္ထုတွေကနေအတွင်းစိတ်ရဲ့ဂတိကဝတ်ပြုခြင်းစီကိုပြောင်းလဲသွားပါပြီကြည်လင်တဲ့စိတ်နဲ့ဖျားတရားတန်ခါဆိုတဲ့ယရနာ၃ပါးကိုကိုးကွယ်စည်းကပ်ခြင်းဟာကျောင်းဆောက်တာထက်တောင်ပိုပြီးမြင့်မြတ်တဲ့ပူဇော်ခြင်းတစ်မျိုးဖြစ်လာပါတယ်။ဒါဟာကိုယ့်ရဲ့ဘဝကိုအမှန်တရားလမ်းစဉ်ပေါ်မှာတည်ဆောက်ဖို့ဆုံးဖြတ်ချက်ချလိုက်တာနဲ့အတူတူပါပဲ။ထော့ထက်တောင်ပိုပြီးမြင့်မြတ်တဲ့ပူဇော်ခြင်းကတော့ကိုကျင့်တရားဆိုင်ရာခတိကဝတ်ဖြစ်တဲ့၅ပါးသီလကိုစောင့်ထိန်ခြင်းပါပဲ။ဒီနေရာမှာပူဇော်ခြင်းဒါမှမဟုတ်ရစ်ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကလုံးဝပြောင်းသွားပါပြီ။ကိုယ့်ရဲ့မကောင်းတဲ့အဖြစ်မှုတွေကိုစွန့်လွတ်အနစ်နာခံခြင်းကိုဆိုလိုလာတာပါ။ဒါပစ္စည်းဥစ္စာတွေပေးလိုတာထက်အများကြီးပိုပြီးနက်ရှိုင်းပြီးအစွမ်းထက်တဲ့အလုပ်ရတစ်ခုဖြစ်လာပါတယ်။ကဲအခုဆိုရင်မြတ်စွာဘုရားရဲ့အဆုံးအမကြီးထဲမှာအမြင့်မြတ်ဆုံးဘာနဲ့မှနှိုင်းယှဉ်လို့မရတဲ့နောက်ဆုံးပူဇော်တက္ကရာအကြောင်းကိုရောက်လာပါပြီ အမြင့်မဆုံးရပူဆိုခြင်းဆိုတာအပြည့်မပြုလုပ်ရတယ်ဘလို့လောရမျိုးမဟုတ်တော့ပါဘူးအဲ့ဒါကတော့ကိုယ့်ရဲ့စိတ်ကိုလုံးဝပြောင်းလဲပြီးနေပြန်ရောက်ကြောင်းအချင်းကိုကျင့်ကြံအားထုတ်ဖို့အတွက်လောကီဘဝကိုဆွန့်လွတ်ခြင်းပါပဲတီလာသမာဓိပညာဆိုတဲ့လမ်းစဉ်ကိုရှောင်လန်းပြီးကိုယ့်ရဲ့အတွင်းစိတ်ကိုအတွင်ပြောင်းလဲခြင်းဟာအတူမရှိတဲ့အမြင့်မဆုံးပူဇော်ခြင်းဖြစ်ပါတယ်ဒီတရားစကားတွေကိုအဆုံးထိကြားနာလိုက်ရတဲ့အခါကုရဒန္တပုံနာကြီးဟာလုံးဝကိုအတိတရားရသွားခဲ့ပါတယ်သူဟာရစ်ပွန်ဇော်ဖို့ပင်စင်ထားတဲ့တရားစံအကောင်ပေါင်းထောင်ချီအားလုံးကိုချက်ချင်းလွတ်ပေးပြီးအသက်ကိုချမ်းသာပေးခဲ့တယ်ပြီးတော့မြတ်စွာဘုရားရဲ့တပိတော်ကဖူခံယူကတရားလမ်းစဉ်ကိုလိုက်လျှောက်ခဲ့ပါတော့တယ်ဒီဆက်လန်တစ်ခုလုံးရဲ့အဓိကအနက်ချုပ်ကတော့တိတ်ကိုရှင်းလင်းပြသပါပဲစစ်မှန်ပြီးအမျက်မျက်ဆုံးသောပူဇော်တက္ကရာဆိုတာကိုကပါရီကိုဆွန့်လွတ်ပေးကမ်းတယ်လဲဆိုတာအထက်ကိုကိုရန်ကဘလို့ပိုကောင်းတဲ့လူတယောက်ဖြစ်လာအောင်ကြိုးစားအားထုတ်တယ်လဲဆိုတာပါပဲဒီရှေးဟောင်းပုံပြင်ကကျွန်တော်တို့ကိုစဉ်းစားကြမေခွန်းတစ်ခုနဲ့ခြံထားခဲ့ပါတယ်အဲ့လာကတော့ကျွန်တော်တို့ရဲ့ဘဝမှာပြုလုပ်နိုင်တဲ့အတန်ဖို့အရှိဆုံးအစွမ်းအထက်ဆုံးပူဇော်ခြင်းဟာပစ္စည်းဥစ္စာတစ်ပြားတစ်ချက်မှမကုန်ပဲကိုယ့်ရဲ့ကိုယ်ကျင့်တရားကိုပြုပြင်ပြောင်းလဲခြင်းကိုယ့်ရဲ့စိတ်ကိုပုံမကောင်းမွန်အောင်ပြိုးထောင်ခြင်းပဲဖြစ်နေနိုင်မလားဆိုတာပါပဲ